Okay ဒီဗီဒီယိုကတော့ mobile phone နဲ့ပေါ့နော် PNG တောင်းချင်တဲ့လူတွေပြီးရင် shutter stop မှာ ဖုန်းနဲ့ဘယ်လိုတောင်းမလဲပြီးလို့ရှိရင် background remove background ဖြုတ်တဲ့ဟာတွေပြောပြပေးမယ်ပေါ့နော်။ Okay ရင်ဆုံးကျွန်တော်တို့ခုလိုချင်တဲ့ဟာရဲ့နာမည်ရေးပြီးရင် PNG ဆိုပြီးနောက်မှာထည့်ပါတော့။ many ဆို many PNG ပေါ့။ပြီးရင်တော့ကျွန်တော်တို့ image ထဲမှာကြည့်ပါနော်။စုံလင်ကြည့်အောင်။ Okay ဒီထဲမှာကျွန်တော်တို့ PNG ဆိုတာမျိုးက background လုံးဝမပါတဲ့ဟာပေါ့နော်။အဓိကဒီလိုမျိုးပြလို့ရှိရင် screen ပေါ်ပြလို့ရှိရင်ဒီလိုမျိုးအဖြူကွက်ကြားလေးခဲအဖြူနဲ့ခဲနဲ့ကွက်ကြားလေးနဲ့ပြတတ်တယ်ပေါ့နော်။ဒါပေမဲ့ဒီထဲမှာလည်းကျွန်တော်တို့အခုမြင်နေရတယ်အဖြူကွက်ကြားလေးတွေတချို့ဟာဆို background အဖြူလေးတွေမြင်နေရတယ်။အဲ့လိုမျိုးနေရာမှာဒီလိုမျိုးနေရာမှာလို့ဖြူကွက်ကြားလေးလည်းမြင်နေရပြီဆိုတော့အဲ့ဒါ fake PNG ပဲအဲ့ဒါကိုဝင်လိုက် down လိုက်လို့ရှိရင်လည်းဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့ဖုန်းထဲရောက်သွားပြီဆိုလို့ရှိရင်လည်းကွန်ပျူတာမှာဖြစ်ဖုန်းမှာဖြစ်အဲ့ဒီဟာ down လိုက်ပြီဆိုလို့ရှိရင်အတိုင်းပဲအကွက်လေးပါနေမှာပေါ့နော် PNG ဆို background ကြီးပါနေမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီပုံလေးကြည့်ရတယ်ပေါ့နော်နှိပ်ကြည့်လိုက်အဓိက free ရတဲ့ PNG တွေဆိုရှင်ဒီမှာ PNG 3ထဲမှာအများဆုံး free ရတယ်ပေါ့နော်တခြား website တွေလည်းရှိပါသေးတယ်အဓိကတော့ PNG 3မှာပေါ့နော် okay အဲ့လိုမျိုးနှိပ်လိုက်ပြီးခဏစောင့်လိုက်ပြီးရင်ဒီလိုမျိုးလေးနောက်မှာဒီလားအဖြူကွက်လေးနဲ့ကဖြူနဲ့ခင်းနဲ့ကွက်လေးပေါ်သွားတယ်ပေါ့နော်နောက်ခံအဖြူကနေအဲ့လိုပုံပြောင်းသွားတယ်ဆိုလို့ရှိရင်အဲ့ဒါ PNG အစ်စ်ပေါ့နော် down လို့ဆွဲလို့ရတယ်ဒီမှာကျတော့ကျွန်တော်တို့ watermark လေးပါနေမှာဖြဲကြည့်လိုက်တိတာတယ်ပေါ့နော်အဲ့ဒါဒီဇိုင်းဆွဲလို့ရှိရင်အဲ့လိုအဆင်မပြေဘူးပေါ့ဗျာဒီက watermark ကြီးနေဆိုတော့ဒါပေမဲ့လောလောဆယ် down ပြလိုက်မယ် download image ပြီးရင်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကကိုက PNG 3ဝယ်သုံးနိုင်တယ်ပါညာဆိုရှင်ရင်လည်းကြည့်သုံးလို့ရတယ်ပေါ့နော် okay အဲ့ PNG 3 website တွေကိုတွားမယ်ဆိုဒီဘက် visit ဆိုတာလေးနှိပ်လိုက်လိုက်ရတယ်သူ့ရဲ့နာမည်ကိုနှိပ်လိုက်လိုက်ရတယ်ဒီနှိပ်လိုက်သူ့ရဲ့ website ထဲရောက်သွားမယ်ဒီပုံရဲ့ location ပေါ့နော် link တွေရောက်သွားမယ်ပြီးရင်တော့ကို့မှာဒီမှာတခြားပုံလို့ချင်းဆိုဒီမှာ search bar ပေါ့နော်အဲ့ဒီမှာရှာပြီးရိုက်ပြီးတော့ရှာလဲရတယ် okay okay ပြန်ထွက်လာတယ် okay ဒီထဲမှာ down မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီ VPN ဟိုဟာကြော်လိုက်လို့ပေါ့နော်ပြင်သစ် VPN ကြော်လိုက်လို့ပြင်သစ်စာရင်းနဲ့ပေါ်နေတယ်ဒါပေမဲ့ဒီမှာတင်ကြည့်လိုက်လို့ရှိရင်ကိုကဘာသာတော့ VPN မခံထားဘူးပါညာဆိုရှင်ဒီမှာ free PNG ပေါ့နော် download free PNG ဆိုပြီးပေါ်နေမယ်ဒီအောက်ကဒီအများလေးနဲ့ပေါ့နော်အဲ့ဒါလေးနှိပ်လိုက်ပြီးရင် download ဆွဲလို့ရတယ်ဒီမှာနှိပ်လိုက်ပြီးရင်သူက2မျိုးပေါ်တယ်ဒီအကောက်ဝင်ထားတယ်ဗောနော်ကျွန်တော်အပေါ်မှာဆို P လေးနဲ့ပေါ်နေအကောက်ဝင်ထားလို့ဒီမှာ2မျိုးပေါ်တယ်အောက်ကဟာကျတော့ကျွန်တော်ဝယ်သုံးရတာဝယ်ရင် quality ကောင်းလေးရမှာပေါ့ဗျာပြီးရင် water မပါတဲ့ဟာတွေရမယ်ဒါအပေါ်ကဟာလိပ်ပုံလေးနဲ့ဟာဆိုလို့ရှိရင်free ရတာဗောနော်သူရက်မှာတစ်ရက်မှာအကန့်အသတ်ရှိတယ်အဲ့လိုမျိုးတစ်ရက်မှာ2ခုလား3ခုလားအဲ့လောက်ပဲ download ဆွဲလို့ရတယ်ဗောနော်အဲ့လိုဆိုတော့အကောက်ကိုအများကြီးတောင်းချင်တယ်ဆိုရှင်တော့ကိုကအကောက်2ခု3ခုကနေ down ပါနော်okay အဲ့လိုမျိုး down လိုက်ရင် PNG down လို့ရတယ်တခြား website တွေလည်း၎င်းနည်းတူပဲကိုနှိပ်ကြည့်လိုက်ပါနော်နှိပ်ကြည့်လိုက်လို့ကွက်လေးပေါ်နေရဒါပေမဲ့အဖြူ background နဲ့ကွက်လေးပြောင်းသွားတယ်ဒါပေမဲ့ပုံဝါးနေဆိုသူ့ရဲ့ website တွေကိုခုနကလို visit ဖြစ်နှိပ်ပြီးဝင်ပြီးလို့ရှိရင်သူ့ရဲ့ဘယ်လို down လုပ်ရမလဲဆိုပြီးတော့ down လိုက်ပါနော် okay ပြီးတော့ကျွန်တော်တို့ shutter stop down နေပေါ့နော် shutter stop ဆိုတာအဓိကတော့ model ပုံလို့အဲ့လိုမျိုးဟာတွေ down တာပေါ့နော် search bar မှာ SHUTTER shutter stop ဆိုပြီးရိုက်ရှာလိုက်ဒီမှာ shutterstock.com ပေါ့နော်အဲ့ဒီကိုသွားမယ်အဓိကသူ website တွေအများစုအားလို့မျိုးVPN မှာပါတော့လဲတိုင်ပတ် VPN ပါတော့လဲတိုင်ပတ် okay ဒီမှာကျွန်တော်တို့ဒီထဲမှာသူ့ရဲ့ home website ပေါ့နော်အဲ့ဒီမှာ home page ပေါ့နော် home page ထဲမှာကျွန်တော်တို့အကောက်တွေပါတယ်ဝင်ထား okay ဒီမှာကျွန်တော်အကောက်ဝင်ထားတယ်ပြီးတော့ဒီမှာ search bar ထဲမှာကိုဘာလို့ခြင်းလဲပေါ့နော်ကိုကဟို woman ဆိုရိုက်ချလိုက်ရင်အင်္ဂလိပ်မှာဘာလို့ပေါ်လာမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအာရှလူတွေပေါ့နော်မြန်မာနိုင်ငံရဲ့လူတွေကြည့်ရဆိုတော့ Asian ဖြစ်မှရမှာပေါ့နော်အင်္ဂလိပ်မှာကြီးပုံရင်းဆိုတိတ်ပြီးစိတ်မဝင်စားကြအဲ့တော့ဘာပဲချလို့လူပုံရှာမယ်ဆို Asian ဆိုပြီးတော့ထည့်ပြီးပေါ့နော် Asian woman ပေါ့လေဒါမှ Asian ပုံတွေပေါ်လာမှာ woman လို့ရိုက်ချလိုက်တော့စုံပေါ်လာမှာပေါ့နော်
okay ပြီးတော့ထားပါတော့ကိုတောင်းရှင်တဲ့ပုံရှာပါနော်တချို့ပုံတွေကြတောင်းမရတာတွေပါလေဖြစ်တယ်အဲကြတော့ရှင်တော့ကိုရှာပေါ့ရှာရတာပဲပေါ့လေကိုက free သုံးတာဆိုတော့ okay ဒီ search bar လေးနှိပ်ပြီးရင်ဒီမှာ copy လေးကူးလိုက်ပေါ့နော်အဓိကသူ့ရဲ့ဒီပုံရဲ့ link လို့ချင်လို့ပေါ့နော်ဒီ search bar နှိပ်ပြီးရင် copy ပုံလေးကိုနှိပ်လိုက်ပြီးရင်တော့ကျွန်တော်တို့နောက် page တစ်ခုမှာ nohead.com ဆိုပြီးတော့ရိုက်လိုက် nohead.cc ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့သွားပြီးရင်ဒီဘက်ကအကြောင်းလေး၃ကြောင်းနှိပ်ပြီးရင်ကျွန်တော်တို့ဒီအခုဒီမှာအဝါလေးနဲ့ပြထားတဲ့ file md stock ဆိုပြီးတော့ okay ကျွန်တော်ညာကြည့်ပေးအောင်မယ်ဗျာကျွန်တော်ညာ30စက္ကန့်ပါokay ဒီကအဲ့ file md stock တဲ့ဝင်ထားလိုက်ဘူးလို့ရပါတော့ကျွန်တော်ညာကျတော့သူကတော့ဒီလိုမျိုးတစ်ခါကြည့်လိုက်ပြီးတရက်လုံးကြိုက်တဲ့လောက်တောင်းလို့ရတယ်ဒီထဲမှာကျတော့ဟို model ပုံလေးတပုံမကြိုက်တဲ့ပုံပြောင်းသုံးပေါ့နော်ဒီထဲမှာကြိုက်တာရှာလို့ရတယ်တချို့ကကျတော့ free pick ကနေတောင်းကြတယ် free pick မှာလည်း free pay တဲ့ဟာရှိတယ်အများစုကတော့ဝယ်ရတယ်ပေါ့လေအဲ့လိုမျိုးဆိုရင်ကျွန်တော် Telegram မှာပို့ထားတဲ့ link နဲ့ browser ရှိမှာတက်တောင်းခိုင်းလို့ရတယ်သူကိုကြီးတောင်းလို့ရတယ်ပေါ့လေဒါလေးတောင်းပေးပါအောင်ဆိုပြီးတော့ request group ထဲမှာ link ကိုပို့ပေးလိုက်ကျွန်တော်ခုနကတော့ copy ကူးလို့ဒီထဲမှာ copy ကူးပြီးတော့သူ့ link ပို့ပေးလိုက်အဲကြရင်သူ reply message နဲ့သူ down ပေးတယ်ပေါ့နော်တော်တော်လေးအဆင်ပြေပါတယ်ဆိုတော့အခုကျွန်တော်တို့ 5MD ထဲကိုရောက်သွားပြီ 5MD stock เนาะဒီထဲနှိပ်လိုက်မယ်เนาะနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ကဒီအပေါ် search ထဲမှာမထည့်ဘူးအောက်ကိုဘယ်လိုပြောအောက်ကို search တင်မယ်ပေါ့နော်ပြီးဒီမှာ something to search ဆိုတာရှိတယ်အဲ့ဒါနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်တို့ခုန copy ကူးလာတဲ့ link ကို paste လုပ်လိုက်မယ်ပြီးရင် search နှိပ်လိုက်ဖေးဒါမျိုးလေးပေါ်လာပြီဆိုရင်မှာပုံရပြီပေါ့နော်ပုံရဲ့ဘယ်လိုပြောမလဲဝါသားမပါတဲ့ပုံရပြီပြီးရင်ကျွန်တော်တို့ဒီပုံအပေါ်ဆွဲတင်မယ်တင်ပြီးရင် find this တောက်ဆိုတဲ့ဟာပေါ့နော်စာသားအနီလေးအဲ့ဒါလေးတွေ့လိုက်မယ်အဲ့ဒါနှိပ်လိုက် okay ပြီးရင် click to view ဆိုပြီးဖြစ်သွားပြီအဲ့ဒါနှိပ်လိုက်ပါနော် okay click to view နှိပ်လိုက်ပြီးရင်အပေါ်ဆွဲတင်မယ် okay ဒီမှာ loading ပြနေပါနော် okay ဒီပုံရပြီဗျာအဲ့ဒါကိုဖိနှိပ်ပြီးတော့ download image ဆိုပြီးနှိပ်လိုက် okay down ပြီးသွားပြီပေါ့နော်ဒါ shutter stop မှာ down နေအရှေ့မှာ png 3မှာ download ဆွဲနေပေါ့နော်png file ပေါ့နော် okay ထားပါတော့ dvd model ပုံကတော့ကျွန်တော်တို့ဒီမှာဟိုပါလာ background ပါလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဖုန်းမှာ background ဖြတ်ဖို့ဆိုလို့ရှိရင်နီးတွေကတော့အဆုံးရှိတယ်ပေါ့နော် pixel ထဲမှာတွက်ဖြတ်လဲရတယ်ထားပါတော့ကျွန်တော်ပြမယ်ဒီထဲမှာ pixel ထဲမှာဒီထဲမှာတွက်ဖြတ်လဲရတယ်ဒါပေမဲ့မတည်မတက်ဖြစ်တယ်ပေါ့နော်ပြီးရင် pixel ထဲမှာကျတော့ကျွန်တော်ဟိုနေ့ကဖြတ်ပြသလိုမျိုးသူ့ရဲ့အလုပ်လုပ်တာသူ့ရဲ့တကာလာတဲ့ကိုရွေးဖြတ်ပြီးရပါတော့ဟိုမှာဆိုရင် okay ဒီမှာကျတော့ကျွန်တော်တို့ဖြတ်မယ်ဆိုရင်အဆင်မပြေဘူးဘာလို့ဆိုတော့သူ့မှာအနောက်ကဟာ gradient တုံးတာပါနော်အနောက်ကဟာ color တစ်ခုတည်းမဟုတ်ဘူးဆိုတော့သူ့ဘယ်လိုဖြတ်မလဲဆိုရင်ဒီပုံကို select လုပ်လိုက်ရင်ဘောင်လေးပေါ်နေတယ်လားအဲ့ဒါလေးပေါ်နေလို့ရှိရင်အလေတက်ကဒီမှာဗာလဲစတကန်ပုံလေးနှိပ်လိုက်ပါနော်နှိပ်ပြီးရင်ဘေးလေးကိုဆွဲဒီမှာကျွန်တော်တို့အများကြီးသုံးလို့ရတယ် cropping တွေလုပ်လို့ရတယ်နှစ်ခုပွားလို့ရတယ် position တွေပါရွှေ့လို့ရတယ်ကျွန်တော် browser တို့ဖွင့်ပြီးလို့ရှိရင်အားနေလို့ရှိရင်တုံးကြည့်ပါနော် color ဒီပုံကိုကျွန်တော်ပုံမလို့ချင်း color ပဲထည့်လိုက်လို့ရတယ်ပြန်ပိတ်လိုက်လို့ရတယ် okay ပြီးရင် opacity short လို့ရတယ်ဟိုဒီပြောမှဆိုဒီကောင်လဲဗျာဒီကောင်မှလည်းဒီ software မှာလည်း design ဆွဲလို့ရတယ်ဒီလားဒီ software အဓိကဆိုကောင်းတာဆိုရင် 3D test တို့ဘာလို့သုံးလို့ကောင်းတယ်ဒီကောက်မှာလည်းဒီ layer တွေဘာတွေခွဲလို့ရတယ် layer တွေဘာတွေပေါင်းလို့ရတယ်ဆိုတော့တော်တော်လေးဟို design ဆွဲတဲ့ app ပဲပေါ့နော်ဒီကောင်နဲ့ကျွန်တော်ဆို design ဆွဲလို့ရှိရင်ဒီကောင်နဲ့ align motion နဲ့နှစ်မျိုးပေါင်းပြီးတော့ဆွဲတယ်ပေါ့နော်အဲ့ဒါဆိုတော်တော်လေးအဆင်ပြေနေပြီဗျာကိုတခြားလို့ရှိရင်တခြား application နဲ့တွဲသုံးအဲ့လိုမျိုး၃မျိုး၄မျိုးတော့ပေါင်းသုံးရတယ်ပေါ့နော်ထားပါတော့ okay အဲ့ဒါကြီးတော့ဒီဘေးကိုဆွဲလိုက်ရင်လည်းဒီမှာ eraser color ဆိုတာလေးရှိတယ်အဲ eraser color လေးကိုနှိပ်လိုက်ပြီးရင် enable ပေါ့နော် okay ဖွင့်လိုက်ရင်ဒါသူ့မှာလာပျောက်သွားတာကိုကျွန်တော်တို့က app ကလာဖျောက်ချင်တော့မဟုတ်ဘူးကွာတခြားကလာအပြာရောင်ပေါ့နော် background အပြာတစ်မျိုးလေးဖြစ်နေဆိုရင်တော့အဆင်ပြေအောင်ပေါ့လေဒါပေမဲ့ဒီထဲမှာကျအဆင်မပြေတာဘယ်လိုအဆင်မပြေဘူးလဲဆိုတာပြပေးချင်တာပေါ့နော် okay ကျွန်တော်တို့ကဒီမှာဖျောက်လိုက်ပြီသူ့မှာကောင်းတာတစ်ခုကမှ detail spin လေးတွေပါလာတယ်အဓိကကာလာရွေးဖျောက်လိုက်တာဖြစ်လို့ပေါ့နော်ဒါမဲ့ဘာဖြစ်လဲဆိုတော့အနောက်မှာဝါကြီးဖြစ်နေပုံလေဒီထက်တက်တင်ရင်လည်းလူပုံကမှမိန်သွားနော်လူပုံကမိန်သွားအဲ့ကြတော့
ကာလာတစ်ခုတည်းဆိုရင်တော့ဖြောက်လို့ခေါင်းတယ်ပေါ့နော်ကာလာတစ်ခုတည်းအမှအဖြူဆိုအဖြူအမဲဆိုမဲအနီဆိုအနီအဲ့လိုမျိုးတစ်ခုတည်းပါလိုက်ဖြောက်လို့ခေါင်းတယ်โอเคနှစ်ကာလာသုံးကာလာလည်းဖြောက်လို့ရတယ်ပေါ့နော်ကျွန်တော်ပထမတော့ပြမလို့ပဲအခုကိုကနှစ်ကာလာဖြောက်မှထားပါတော့အခုကျွန်တော်တို့တစ်ကာလာကိုကျွန်တော်တို့အနည်းဆုံး15ဆိုတော်တော်များသွားပြီ10လောက်ပဲသူပေးရ10လောက်ပဲပြီးသေးပေါ့နော်ခေထားပါတော့နောက်တစ်ကာလာထည့်မယ်ဆိုရင်ဒီဘက်ကဘယ်ဘက်အပေါင်းလေးနှိပ်လိုက်နှိပ်ပြီးရင်ကျွန်တော်တို့ကသူ့ကိုဒီဘက်ကမှင်ဆုပ်တန်လေးဒါနံပါတ်2ရဲ့ညာဘက်မှာပင်ဆုပ်တန်လေးရှိတယ်အဲ့ဒါကိုဖြောက်ချင်တဲ့ကာလာမှာထောက်လိုက်ရမယ်ပေါ့နော်အမှန်ကြည့်လေးပြီးလိုက်โอเคဒါပေမဲ့ကျွန်တော်တို့ကဒါအဆင်ပြေဆိုအဲ့လိုမျိုးပြောပါတော့လူတားရောင်နဲ့သူ့ရဲ့ background တားရောင်နဲ့ဒါနီးစက်နေတဲ့ခါကျတော့လူကပြောက်သွားโอเคအဲ့လိုမျိုးဆိုရင်ဒီထဲမှာကျတော့ကာလာ background တစ်ခုတည်းနဲ့ဟာကိုဖြောက်ပေါ့နော်ဒါကြံပေးတာပါโอเคပြီးရင်နောက်တစ်ခုကကျတော့ကျွန်တော် Chrome ထဲမှာပဲ remove bg ဆိုတဲ့website လေးရှိရပါတော့ဒီ website မှာနော် remove background ဆိုတာလေးနှိပ်လိုက်Lion share ဗီဒီယိုရိုက်ပြရတာပေါ့နော် line ကတော့တည့်ရတိုင်းပဲ wifi ကလည်းစုပ် line ကလည်းစုပ် okay ဒီလိုမျိုးပေါ်လာပြီထပ်ဆောင်ရတယ်ပေါ့လေ okay ပြီးရင်ဒီမှာ upload image ဆိုတဲ့ဟာလေးရှိရပေါ့နော်အဲ့ဒါလေးနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဖြုတ်ချင်တဲ့ဟာကိုဆက်လက်ပေးလိုက်ပြီးတော့ခဏဆောင်ရတယ်ပေါ့နော် line ကောင်းတော့မြန်ပြီးပါတယ် brother တို့နေတဲ့နေရာမှာ line ကောင်းလို့ရှိရင်တော့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ line ရညဘက်ကျရင်အဲ့လိုမျိုးပဲဘာမှသုံးလို့မရတော့တာ okay upload image ပြီးရင်ကိုဖြောက်ချင်တဲ့ပုံရွေးပြီးခဏစောင့်လိုက်ပါတော့ဒါအဓိကတော့ AI သုံးပြီးဖြောက်တာပါနော်ကျွန်တော်ကြည့်ရတော့တချို့ AI နေမှာကြာရင်လည်း background ဖြောက်ခိုင်းလို့ရတယ်အများတော့မရအောင်ဒီမလား background ဖြောက်ခိုင်းပြီးတော့ဟိုbackground အဖြူတို့ပါလို့ပါလာတယ်ဒါပေမဲ့ background အဖြူပြောင်းသွားတယ်ဒါပေမဲ့PNG မဟုတ်ဘူးပြီးတော့လူပုံပြောင်းသွားတယ်အဲ့လိုမျိုးရှိတတ်တယ်ဒါပေမဲ့ဒီမှာကျတော့ down ဒီမှာ background ဖြောက်သွားပြီပေါ့နော်ဒါပေမဲ့သူကဘယ်လိုဖြစ်လဲဆိုတော့တော်တော်ဝါးသွားတယ်သူရဲ့ quality တော်တော်ကျပါတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တတ်ပါတယ်ဒါပေမဲ့အဆင်ပြေရပေါ့နော်တောင်းရတာဒီမှာစပင်းနေပါလေပါညာအကုန်လုံးပါတယ်ပေါ့နော်โอเคပြီးတော့ကျွန်တော် download ခလုတ်လေးနှိပ်လိုက်ဒီမှာလည်းသူဝယ်ပြီးတော့သုံးလို့ရှိရင်တော့ပို့ပြီးတော့ကောင်းမယ်ပေါ့လေပို့ပြီးတော့quality ကောင်းမှာပေါ့မဝါတော့ဘူးအဲ့လိုမျိုးတော့ဖြစ်မယ်တဲ့ကျွန်တော်တစ်ခါမှဝယ်ပြီးတော့မသုံးဘူးတော့မသိဘူးဆိုတော့အမှနှစ်နီးပေါ့နော်โอเคဆိုတော့နောက်ပုံက PNG ဖြစ်လားမဖြစ်လားဆိုတော့ကြည့်လိုက်โอเคဒီမှာဆို background မပါတော့ဘူးနော် PNG ပြောင်းသွားပြီဒါ remove background ထဲမှာ PNG down နီးပေါ့နော် PNG လုံးနီးပေါ့โอเคထားပါတော့โอเคနောက်ဆုံးတဲ့နီးကကျွန်တော်တို့နည်းနည်းတော့စိတ်ရှည်ရတယ် align motion ထဲမှာပေါ့နော်အဓိကတော့ pan 2 wine လို့ပဲ wine ရတယ်ဒါပေမဲ့သူကတော့ဘယ်လိုပြောမလဲစပင်းနေပါနေရာကျရင်တော်တော်လေးတိုင်ပတ်တယ်စပင်းနေပါရေဆိုလို့ရှိရင်လုံးလုံးကြီးပဲဖြတ်လို့ရမှာပေါ့နော်အဲ့လိုတမင်ချင်းစီတော့ဖြတ်လို့ရမှာမဟုတ် so အဆင်ပြေတဲ့နေရာလေးမှာပြလိုက်မယ်ပေါ့နော် sorry okay ထားပါတော့ဒီကောင်မပုံပဲဖြတ်ပြလိုက်မယ်အဓိကကတော့ဒီမှာကျွန်တော်တို့ဇွန်းဆွဲလိုက်မယ်ဇွန်းဆွဲပြီးတော့ဒီမှာ vector drawing ဆိုတာရှိရပါတော့အဲ့ဒါနဲ့လိုက်ပြီးတော့ထောက်အောင်ပါပေါ့နော်တော်တော်လေးစိတ်ရှည်ရတယ်ကျွန်တော်တို့တွေကပန်တူးကန်ရမှာပြင်းတော့အဲ့လိုမျိုးမတုံးဖြစ်ဘူးပေါ့နော်ဒီနီကို okay အဲ့လိုမျိုးတစ်ချက်ချင်းစီပေါ့နော်ဒီလူတကူလုံးကိုအဲ့လိုမျိုးလိုက်ထောက်ရတာပေါ့နော်ဂျာစီဆွဲတဲ့ဖုန်းနဲ့ဂျာစီဒီဇိုင်းဆွဲတဲ့လူတွေဆိုရင်ဒီ vector drawing နဲ့ပဲတစ်ချိန်လုံးဆွဲနေရတော်တော်လေးကိုစိတ်ရှည်ရတယ်ပေါ့နော်တခါကျရင်ဖုန်းတွေမှာလက်တယ်ပေါ့နော်โอเคကျွန်တော်လောလောဆယ်ဒီလောက်ပဲဖြတ်ပြလိုက်မယ်ဒါပေါ့နော်ကွာတပုံလုံးရွေးလိုက်ပေါ့လေကွာတပုံလုံးဆက်လက်လုပ်ပြီးရင်ဒီလိုမျိုးအပြင်ဘက်ကိုပဲ white ပေါ့နော်လူပုံကိုထားခဲ့sorry လူပုံကိုပဲ white လိုက်ပေါ့နော်ဒီကျွန်တော်ဒီမှာနှစ်နည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ကအခုကခေထားပါတော့လူပုံကိုပဲအရင် white လိုက်မယ်မျက်နှာတစ်ချမ်းပေါ့နော်
okay ဒီမှာလူပုံ white လိုက်ရေဆွဲတော့ okay ရတယ် okay ပြီးရင်ကျွန်တော်တို့ဒီမှာ shape ကိုအပေါ်မှာထားပါเนาะကျွန်တော် shape ဖြစ်သွားတာခုနက better drawing ဆိုတော့ better shape ပေါ့ဗျာအဲ့ဒီဟာကိုဆက်လက်လုပ်ပြီးရင်တော့မှဒီတောက်မျက်လုံးပေးနာဟာလေးကိုနှိပ်ပါเนาะဖိပြီးတော့ပြီးရင်လူပုံဆက်လက်လုပ်ပြီးအပေါ်က3 gun ပုံလေး3ခုရှိတယ်တွေ့လားအဲ့ဒီမှာကျွန်တော်တို့ကလူပုံတစ်ခုလုံးဆက်လက်လုပ်ထားတာဆိုလို့ရှိရင်ဒီ3 gun ထဲမှာအလဲဟာကိုတုံးရမယ်ဒီဘယ်ဘက်ကဟာကျ group ဖဲတာပေါ့နော်ဒါတိတ် group ဖဲတဲ့ခါမှာတုံးပေါ့နော်ညာဘက်ကဟာကျတော့သူကဒီမှာနှိပ်လိုက်တည်တာတယ် okay အပြင်ဘက်ကဟာကိုခြံထားခဲ့တာနော်ကျွန်တော်တို့ better ဘယ်လိုပြောမလဲ clipping mask တုံးလို့မျိုးပဲbetter အပေါ်မှာတင်ထားတယ်ပြီးတော့ညာဘက်တော့ဆုံး3 gun တုံးတဲ့ခါကျရင်သူ့ရဲ့ဘယ်လိုပြောမလဲအပြင်ဘက်ကဟာကျကြံခဲ့တယ်သူအတွင်းဘက်ကဟာကျတော့ပျောက်သွားတယ်ပေါ့နော်ဒါပေမဲ့အလဲကဟာတုံးလို့ရှိရင်ကျတော့သူကသူရှိတ်ရှိတဲ့နေရာကျကြံခဲ့ပြီးတော့အပြင်ဟာပျောက်သွားတယ်ဆိုတော့အဲ့လိုမျိုးဒီ filter in နဲ့အဲ့လိုမျိုးလူတကိုယ်လုံးကိုလိုက်ပြီးတော့ white လိုက်ပါနော်အဲ့လိုမျိုးကိုလိုချင်တဲ့ဟာ white ကိုလိုချင်တဲ့တကိုယ်လုံးကိုလိုက်ပြီးတော့ကိုလိုချင်တဲ့လူတကိုယ်လုံးကိုလိုက်ပြီးတော့ white ပြီးတော့မှကျွန်တော်ပြောသလိုပဲ select လုပ်ပြီးတော့မှအလဲရဟာလေးနဲ့ဖြည့်လိုက်အဲ့ဒါဆိုရင်ဒါ PNG format ရတယ်ဗောနော် group ဖြစ်သွားတာဗောနော်ဒါပေမဲ့ PNG ပါပဲဒါ PNG ထားပါတော့ကိုကmotion နဲ့မဆွဲချင်ဘူးကွာဘယ်လိုပြောမလဲ pixel လက်ထဲမှာသွားဆွဲချင်တယ်ဒီပုံဘယ်လိုလောက်ယူရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ background တွေအကုန်ဖျောက်ပြီးတော့ကြည့် background ပါနေရဗောနော် background ကဒီမှာ K ဘယ်လိုပြောမလဲအရောင်လေးပါနေဗောနော်အဲ့ဒါကိုဖျောက်ချင်ရင်ကျွန်တော်တို့ဒီမှာ setting နဲ့သွားလိုက် setting ကိုနှိပ်လိုက် setting ပုံနှိပ်လိုက်ပြီးရင်ဒီမှာအောက်ဆုံးမှာ background မှာ light gray ဖြစ်နေကြလားအဲ့ဒါကို transparent ရွေးလိုက်ရင်မှာ transparent ဖြစ်သွားပြီပြီးရင် export နဲ့ current frame as png ပြီး export ထုတ်လိုက် okay ပြီးရင် save လိုက်ပြီးရင်ကျွန်တော်တို့ pixel လက်ထဲမှာသွားကြည့်လိုက်မယ်ပေါ့နော် png ဖြစ်သွားလားမဖြစ်သွားဘူးလားပေါ့ okay ပေါင်းလိုက် from gallery okay ဒီမှာ png ဖြစ်သွားပြီပေါ့နော် okay စနာက down လာတဲ့ဟာတွေလည်းကြည့်လိုက်ရတယ်ပတ်စံပုံတွေဒီမှာကျွန်တော်ဆို watermark ကြီးပါနေရပါတော့ okay အဲ့တော့ပုတ်တောင်းရင် watermark မပါတဲ့ဟာရှာတော့ watermark မပါတာလေးကပိုကောင်းနေပါနော် watermark ကြီးနဲ့ကြာတော့နည်းနည်းရုပ်ပေါက်တယ်ဗျာဒါမှမဟုတ်လေ watermark ကိုဘေးဘက်လေးက watermark တွေဖြောက်အခုကဗလားလုပ်ပြီးတော့သုံးမှာဆိုလို့ရှိရင်တော့ဘေးဘက်လေးက watermark တွေအကုန်လိုက်ဖြောက်ပြီးတော့မှဒီကောင်လေးပတ်စံလေးတစ်ခုလိုပဲကျန်တော့တဲ့ခါကျရင်ပတ်စံပေါ်မှာလည်း watermark တွေပါနေရပါတော့အဲ့ကြလို့ရှိရင်ဝါးလိုက်ရင်တော့ပျောက်သွားတယ်ပေါ့လေဒါပေမဲ့ဝါးလို့မရတဲ့နေရာတွေကြလို့ရှိရင်တော့ watermark မပါတဲ့ဟာပဲ down ပေါ့နော်free ဆိုတော့လည်းအဲ့လိုမျိုးကြီးများတယ်ပေါ့နော်ကိုတော်တော်လေးရှာပြီးတော့စိတ်ရှိပြီးတော့တုံးရတယ်ပေါ့နော် okay ဒါပါပဲဒါကတော့ background remove လုပ်တဲ့ဟာပေါ့နော် PNG တောင်းတဲ့ဟာကိုဖုန်းထဲမှာဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်သိသလောက်လေးမျှဝေပေးတာပါကျေးဇူးတင်ပါတယ်